Hello สวัสดีค่ะအားလုံးပဲမင်္ဂလာပါအခု Edison ကတော့ Mega Banner ကိုရောက်ရှိနေပါဖြစ်ပါတယ် Mega Banner မှာ Edison တို့ဘာတွေရှိလဲဘာတွေလုပ်လို့ရလဲအခု Halloween မှာဘာ activity ရှိလဲဆိုတာ Edison နဲ့အတူတူလိုက်ကြည့်ကြရအောင်ဆိုတော့ video လေးကိုအဆုံးထိကြည့်ရှုမိပါတယ်အားလုံးပဲကြည့်လိုက်ကြရအောင်ဒါကတော့ Mega Banner မှာရှိတဲ့တပတ်လို့ကောင်းတဲ့နေရာတွေကတစ်ခုဖြစ်ပါတယ်ဒါကတော့ IKEA ကရေရမုံအရန်ကိုစားကောင်းပါတယ် IKEA ဆိုရင် brand တဲ့အတွက်ကိုက quality ကောင်းတဲ့ furniture တွေပစ္စည်းဝယ်ချင်ဆိုရင် IKEA ကိုသွားလို့ရပါတယ်ဒီမှာဆိုရင်လူကြီးရောလူငယ်ရော enjoy လုပ်လို့ရတယ် ice skating ပွင့်လေးပြီးတော့ရုပ်ရှင်ရုံတွေရှိပါတယ် Halloween activity တစ်ခုဖြစ်တဲ့ Screen ကတော့ကိုကလက် Explorer အဖြစ်သွားရောက်လည်ပတ်ရမှာဖြစ်ပြီးတော့ mission တွေပြုလုပ်ပြီးတော့ school ရောက်နိုင်မှာဖြစ်တဲ့အတွက် Mega Banner ကိုသွားရောက်လည်ပတ်